peristaltic ကဘာလို့လဲဆို marsupial contraction ဖြစ်တယ်ပြီးတော့ push the foot along the gap ပေါ့လေဥတလျှောက်အမတို့ကmarsupial contraction ဖြစ်တယ်ဖြစ်ပြီးတော့ကျတော့ push the foot along the gap လမ်းတစ်လျှောက်မှာဥတစ်လျှောက်မှာပေါ့လေအစားအစာတွေကိုမတို့တွန်းနေအဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့မတို့ peristaltic လို့ခေါ်ပါတယ် peristaltic လို့ခေါ်ပါတယ်အဲ့ဒါလေးက2မှတ်လောက်မေးတတ်တယ်ကွာ peristaltic ကဘာလဲဆိုပြီးတော့ပေါ့နော်အဲ့ဒါ marsupial contraction ဖြစ်ပြီးတော့ဒီ gap တစ်လျှောက်မှာဒီအစားအစာတွေကို push လုပ်ပါတယ် back paper တွေမှာပါတယ်လို့အညစ် system အရှိရေးထားတယ်အဲ့အရှိကြီးမှာအမားကအရှိမှာအမတနေရာချင်းစီဟာကိုနည်းနည်းချင်းနေအစအဆုံးကိုဒီပုံထဲမှာပဲထည့်ပြီးပြောသွားလိုက်မယ်နားလေရတယ်အဲ့တော့အမအဲ့ဒီဟာဒီပုံထဲကိုအကုန်လုံးမထည့်ခင်မှာမနည်းနည်းလေးအခြေခံချက်လေးနည်းနည်းလေးအရင်ပြောထားမယ်ပေါ့လေအမအရှိမှာတင်ခဲ့တယ်အမတို့မှာ mechanical digestion ရှိတယ် chemical digestion ရှိတယ်လို့ပြောခဲ့တယ်အမနောက်ဆဲတောင်ရေးမပေးရသေးဘူးmechanical digestion ရှိတယ် mechanical digestion ဆိုတာဘာကိုပြောတာလဲဆိုလို့ရှိရင် food particle အကြီးကြီးကနေပြီးတော့ food particle အကြီးကြီးကိုဘာဖြစ်ခွဲတာလဲဆိုရင်အမတို့က food particle အကြီးကြီးကိုအမတို့က small pieces ဖြစ်အောင်ခွဲတာအဲ့ဒါကိုအမတို့က mechanical digestion လို့ခေါ်တယ် mechanical digestion လို့ခေါ်တယ်chemical digestion ဆိုတာကအမတို့က enzyme တွေကလောက်တာကို chemical digestion လို့ခေါ်တယ်mechanical digestion လုပ်ခြင်းအဖြစ်ဘာဖြစ်လဲဆို food particle အကြီးကြီးကို small pieces ဖြစ်အောင်လုပ်ပေးတယ်အဲ့တော့ small pieces ဖြစ်ရင်ဘာဖြစ်လဲဆိုတော့အမ surface food particle ကြီးတာနဲ့သေးတာနဲ့ဆိုရင် small pieces ဖြစ်တာက surface area ကိုပို့ပြီးတော့များစေတယ် surface area ကိုပို့ပြီးတော့များစေပြီးတော့ဘာဖြစ်လဲဆိုရင်အမတို့ enzyme တွေအလုပ်လုပ်ရတာကိုပို့ပြီးတော့ enzyme တွေရဲ့ action ကိုပို့ပြီးတော့ activity ကိုပို့ပြီးတော့ကောင်းစေတယ်အဲ့အမတို့ခန္ဓာကိုယ်မှာ digestion က2ခုရှိတယ် mechanical digestion နဲ့ chemical digestion ပေါ့လေအဲ enzyme တွေက2ခုရှိတယ်အဲ့အမအရင်ဆုံးပုံထဲမှာထည့်ပြီးတော့အရင်ပြောပြမယ်ပြီးတော့မှပြောမယ်ပေါ့အရင်ဆုံး part တွေအရင်ကြည့်ကြမယ်အမတို့အစာတွေကဘယ်လိုသွားတာလဲပေါ့လေအမတို့အစာတွေမှာဘာရှိလဲဆိုတော့ mouth ရှိတယ် mouth ပါးစပ်ပြီးရင်ဘယ်ရောက်လဲဆိုရင်ပါးစပ်ထဲမှာဘာရှိလဲဆိုလို့ရှိရင်သွားရှိရအထိရှိရကွာပြီးတော့ salivary gland ဆိုတာရှိရသရေ gland saliva ထုတ်ပေးတဲ့ gland ပေါ့လေ saliva ထုတ်ပေးတဲ့ gland ကဘာတွေကိုထုတ်ပေးရလဲဆို saliva တွေကိုထုတ်ပေးရအဲ့ဒီဟာ salivary gland ရှိတယ်လေဘယ်တစ်ခါရင်သိရမယ်ပြီးရင်ဘာရောက်လဲဆိုရင် esophagus ဒီပြုံကြီးအစာရည်မျိုးပြုံးလို့ညီမလို့ဆိုခေါ်တယ်သူကအဓိက gallbladder လို့လည်းမတော်ခေါ်တယ် esophagus လို့လည်းခေါ်ပါတယ်လေပဲထုတ်ခိုင်းတတ်တယ် esophagus ပြီးရင်ဘာရှိလဲဆိုနောက်တစ်ခုက stomach အစာအိမ် J shape organ လေးဒါလေးကို stomach လို့ခေါ်တယ် stomach ပြီးရင်အစာတွေကဘယ်ရောက်မလဲဆို stomach ပြီးရင် small intestine ဆိုပြီးတော့ရောက်မယ်ဒါ small intestine ပေါ့လေ small intestine small intestine မှာ2မျိုးထပ်ခွဲတယ်တကယ်တော့ medical ဘာညာမှာဆိုတော့3မျိုးဒီမှာတင်တာ2မျိုးပေါ့လေဘာနဲ့ခွဲလဲဆိုလို့ရှိရင် duodenum ဆိုပြီးဒီလိုမျိုးလေး C shape ပုံစံလိုမျိုး duodenum ဆိုတာလေးရှိတယ် duodenum ပြီးတော့အောက်ကဆက်တာက ileum ဒါကြီးက ileum ပေါ့လေ duodenum ileum small intestine အဲ့ဒါပြီးရင်ဘယ်သွားလဲဆိုရင်အမက small intestine ပြီးရင် large intestine ရောက်မယ် large intestine မှာဒီဟာကကိုလုံးပေါ့လေဒါကိုလုံးဒါဒီ3ခုကကိုလုံးဒီနေရာလေးဒါဒီကကိုလုံးဒီနေရာလေးကိုဒီ anus ရဲ့အပေါ်ပါပေါ့ anus ရဲ့အပေါ်ကအဲ့နေရာလေးကိုအမတို့ rectum လို့ခေါ်တယ် rectum အဆောင်အိမ်ပေါ့နိ rectum အဲ့ဒီမှာအမတို့ငငယ်မှာလေးပတ်ဝန်းကျင်မှာလေးကြားဖို့လိမ့်မယ်ဥတက်ကြီးပေါက်သွားတာဥတက်ကြီးပေါက်လို့ဥတက်ပေါက်လို့ဆိုတော့ငယ်တော့တချို့ medical နဲ့မရင်းနှီးရတဲ့ဆိုသိလိမ့်မယ်ဥတက်ကြီးကပဲအခုမှချက်ချင်းကြီးပဲဥကြီးကနေအတက်ထွက်လာတာပေါ့နော်မဟုတ်ဘူးမတို့ရဲ့ဥမှာ intestine မှာဘာရှိပြီးသားလဲဆိုတော့ appendix ဆိုတဲ့ဥအတက်လေးရရှိပြီးသားတေးလေးအရန်ကို small ဖြစ်တဲ့ကောင်လေးတေးလေးပေါ့လေအဲ့ဒီ small ဖြစ်တဲ့ကောင်လေးကတေးလေးကဒုက္ခပေးတာပေါ့လေသူ့ထဲမှာ feces တွေဘာတွေပိတ်မိသွားတယ်တခုခုပိတ်မိသွားတယ် infection ဝင်သွားတယ်သူကပိတ်သွားပြီးတော့အဲ့ဒီပိတ်သွားတဲ့အချိန်မှာအဲ့ဒါကြီးက inflammation လိုမျိုးဥကရောင်လာတယ်
ရောင်လာတယ်ပေါ့လေဥကရောင်လာပြီးရင်ရောင်တဲ့ချိန်မှာမတော့ဥတက်ရောင်နေဟိုဘိုင်းနာနဲ့အန်နေအဲ့ဒါကိုခွဲပြီးတော့အဲ့ဒါကို remove လုပ်အောင်လုပ် appendectomy ပေါ့လေ appendix ကို remove လုပ်အောင် remove မလုပ်ဘဲနဲ့မတော့တိုင်းထားလိုက်မယ်ဆိုရင်အဲ့ဒီ inflammation အနာတွေပေါက်လို့ရှင်ရောင်နေကနေပြည်ပေါက်ထွက်တယ်လို့မျိုးပေါ့လေအဲ့လိုမျိုးပေါက်ထွက်သွားတယ်ဆိုလို့ရှင်မတို့ရဲ့ဒီဥတက်ထဲကပြည်တွေကအမတို့ရဲ့ဘိုက်ထဲကိုရောက်သွားပြီးတော့အသက်အမြင့်ဆိုရင်အတိဖြစ်နိုင်တာပေါ့လေအဲ့ဒါအောင်မတော့ဥတက်ပေါက်တယ်လို့ခေါ်ဥတက်ပေါက်တာမြဥတက်ကြီးတိထွက်လာတာမဟုတ်ဘူးအမတို့ခန္ဓာကိုယ်ထဲမှာ appendix ဆိုတဲ့ဥတက်လေးရရှိပြီးသားအဲ့ဒီထဲမှာအဲ့ဒီမှာတစ်ခုသွားပြီးပိတ်တဲ့အချိန်မှာfeces ပိတ်တာဖြစ်ပြီးတစ်ခုပိတ်တဲ့အချိန်မှာအဲ့ဒီမလာကာဇီတို့ပါအဲ့လိုမျိုးပိတ်တဲ့အချိန်မှာအဲ့ဒီဥတက်ကြီးက inflammation ဖြစ်လာတယ်ရောင်လာပြီးတော့ရောင်တဲ့အချိန်မှာအန်နာတို့အဲ့လိုမျိုးဖြစ်တယ်ပေါ့လေအဲ့ဒါမှမခွဲလိုက်မိပဲနဲ့သူ inflammation အရင်ဆိုလာပြီးပေါက်ထွက်သွားပြီးတော့သူကပြည်တွေလိုမျိုး pass တွေလိုမျိုးအပြင်ဘက်ကိုပေါက်ထွက်အဲ့ဒီ bite ထဲမှာပေါ့လေအမတို့ abdomen ထဲမှာရောက်လာအဲ့ဒါအမတို့ဥတက်ပေါက်တယ်လို့ခေါ်တယ်ပေါ့ဒါ just the knowledge အတိုင်းရှင်းပြတာကွာဒါပေမဲ့ဒီနေရာလေးကိုလေးပဲထုတ်ခိုင်းတော့ဇလုံးပေါင်းလေးမမစင်းနဲ့ပေါ့ appendix leveling ကတော့ပါနိုင်တယ်ပါမှာပဲကွာအဲ့တော့ appendix ပြီးရင်မှတော့ဒါကိုဘာလို့ခေါ်လဲဆိုရင်ကိုလွန်ပြီးရင်ဒီနေရာကိုဘာလို့ခေါ်လဲဆိုလို့ရှိရင်အဲ့နေရာလေးကိုတော့ rectum လို့ခေါ်တယ် rectum ပြီးတော့ anus ပေါ့လေအဲ့ပြန်ပြောရရင် mouth ပြီးရင်ဘာလာမလဲဆိုလို့ရှိရင် esophagus ပြီးရင်အမားတို့ရဲ့ဒီesophagus ပြီးရင် stomach ပြီးရင် duodenum ပြီးရင် ileum ပြီးရင်ဘာလဲဆိုရင်ကိုလွန်ပြီးရင်ဒီနေရာလေးကိုထိုးရဲဆိုရင် rectum ပြီးရင် anus ပေါ့လေတခုချင်းစီကိုမှတော့လေးပဲထိုးတတ်ရမယ်ဟုတ်ပြီအဲ့ဒါကအမတို့အစာသွားတဲ့နေချောင်းကိုမှအရင်ပြောလိုက်တာအဲ့ဒါနဲ့ကက်ရက်မှာ accessory gland ဆိုတာရှိသေးတယ်အစာဖြည့်ဖြတ်တဲ့နေရာမှာကူညီပေးမယ်ဟာပေါ့လေ accessory gland ဆိုတာရှိ accessory gland ကဘာလဲဆိုလို့ရှိ liver ကနေပြီးတော့ဒီမှာအမတို့က gallbladder ကတော့ gallbladder ကလည်းဟိုကတော့ဖြစ်တတ်တယ်ကွာgallbladder ကလည်းဘာတော့ဖြစ်တယ်လဲဆို gallbladder မှာကြားဘူးမလားတော့မသိဘူးgallstone သဲချေကြောက်တယ် gallbladder ကြားမှာမြန်မာလိုဆိုသဲချေအိတ်လို့ခေါ်တာပေါ့ပတ်ဝန်းကျင်မှာကြားရင်တော့ gallbladder မှာကြောက်တယ်gallstone ကိုသဲချေကြောက်တယ်လို့ပြောကြတယ်အဲ့တော့liver ရဲ့အောက်မှာဒီစိမ့်လေးပေါ့လေအဲ့ကလေးလို့ပြောအဲ့ဒါလေး gallbladder လို့ခေါ်ဒါပေမဲ့စိမ့်လေးညီလေးပြောနေမှာတော့ပုံထဲမှာတော့ black and white ပဲလာမှာဆိုတော့ liver ရဲ့အောက်မှာတော့ gallbladder ရှိရဲဆိုတာတွေ့ရမယ်ဟုတ်ပြီနောက်တစ်ခုကじゃ liver gallbladder ရှိမယ်ပြီးရင်ဒီနေရာ pancreas ကတရက်ရွက်လို့ခေါ်မြန်မာလိုဆိုတရက်ရွက်လို့ခေါ်တာပေါ့လေ medical term မှာလည်းဆိုတရက် pancreas မှာလည်း Steve Jobs တို့ကတော့ pancreas cancer နဲ့ဆုံးသွားရရှိရယ်ကွာသူကလည်း enzyme တွေအများကြီးထုတ်ပေး accessory gland အနေနဲ့ဗဇက်ထဲမှာဆို salivary gland ရှိမယ်အမတို့ခန္ဓာကိုယ်ဘိုက်ထဲမှာဆိုတော့ liver နဲ့ gallbladder ရှိမယ်ပြီးရင်ဘာရှိမလဲဆိုရင် pancreas ရှိပါမယ်ဟုတ်ပြီအဲ့လောက်ဆို level တက်သွားပြီဆိုရင်အမတို့က action တစ်ခုချင်းစီစဉ်းစားမယ်အဲ့တော့ကိုဟာနဲ့ကိုစပြီးစဉ်းစားကြည့်ပေါ့လေဗဇက်ထဲမှာအစာရောက်လာရင်ဘာဖြစ်မလဲဗဇက်ကဘာလုပ်တယ်လဲပေါ့လေအဲ့တော့ mouth ကဗဇက်ထဲမှာမတို့သွားရှိရယ်ထိရှိရယ်အဲ့တော့ mouth ထဲမှာဘာဖြစ်လဲ question မှာmouth ရှိရယ် mouth ထဲမှာဘာဖြစ်လဲပေါ့နော်အဲ့လိုမျိုးမေးရဆိုရင်mouth ထဲမှာဘာဖြစ်လဲဆိုရင်မတို့ဘာပြောလို့ရလဲဆိုရင် mouth ထဲမှာသွားရှိရဖြစ်တဲ့အတွက်mouth ထဲမှာ teeth တွေရှိရမို့လို့ teeth ကဘာကိုဖြစ်စေလဲဆိုလို့ရှိရင်ခုနကပြောခဲ့တဲ့တွေက mechanical digestion ကိုဖြစ်စေတယ် mechanical digestion ကိုဖြစ်စေတယ်ပေါ့ဟုတ်ပြီteeth က mechanical digestion ကိုဖြစ်စေတယ်ဆိုရင်ပြီးတော့ဘာရှိသေးလဲ teeth ထဲမှာ salivary gland ရှိရလို့ပြောတယ်အဲ့ဒီ salivary gland ကဘာထုတ်ပေးလဲဆိုရင်အမတို့က saliva ထုတ်ပေးတယ်salivary glands က enzyme အနေနဲ့စပြောရမယ်ဆိုရင် salivary gland က saliva ထုတ်ပေးတယ် saliva အဲ့ဒီ saliva မှာဘာပါမလဲဆိုရင်အမတို့က salivary amylase လို့လည်းခေါ်တယ် amylase လို့လည်းပြောလို့ရတယ် okay ဆိုတော့စား enzyme 3မျိုးနည်းနည်းလေးတီးလေးနည်းနည်းခဏပြောလိုက်အောင်မယ်ပေါ့နော်အဲ့တော့အမတို့စားတဲ့အစားအစာမှာ main food အနေနဲ့အစာအုပ်စုက3မျိုးပါတယ်အစာအုပ်စုဆိုတာ means အစာ3မျိုးရှိရပေါ့လေ carbohydrate ရယ် protein ရယ် fat ရယ်အဲ့တော့ carbohydrate မှာအဓိကစားတာက starch အဲ့ဒီ starch ကို more dose ဖြစ်အောင် digest လုပ်ပေးတာအဲ့ဒါကဘာနဲ့ digest လုပ်ပေးလဲဆိုရင် amylase ဆိုတဲ့ enzyme ကနေပြီးတော့ digest လုပ်ပေးတယ်
starch ဆိုတာဘာလဲလို့ပြောရင် glucose molecule တွေကို polymer အနေနဲ့အတန်းရှည်ဆက်လာတာဖြစ်တယ်အဲ့သူတို့ကြားထဲမှာ bond တွေရှိတယ်အဲ့ဒီ bond တွေမှာအဲ့ဒီ bond တွေကိုဖြတ်ပြီးတော့ glucose နှလုံးတတွဲဖြစ်တယ် maltose အနေနဲ့လုပ်ပေးတယ်အဲ့ဒါက amine လေးဆိုတဲ့ enzyme ကလုပ်တယ်နောက်တစ်ခုက protein ဆိုတာ amino acid တွေ join လုပ်နေတာဖြစ်ပြီးတော့ protein ကိုအမတို့ကဟိုလောက်လိုက်မယ် protease နဲ့လောက်လိုက်မယ်ဆိုရင်ဘာဖြစ်သွားလဲဆိုတော့သူ့မှာ amino acid ဖြစ်သွားတယ်amino acid ဖြစ်သွားတယ်ပေါ့လေ protease ကဘာလုပ်ပေးလဲဆိုလို့ရှိရင် amino acid အနေနဲ့လည်းလုပ်ပေးပါ amino acid အနေနဲ့လည်း break down လုပ်တယ်ပေါ့ protease ဆိုတာ enzyme protein မှာဆိုလည်းအမတို့ amino acid တွေအများကြီးတန်းစီစားတာအဲ့ကြားထဲမှာရှိတဲ့ bond တွေကိုဖြတ်ပြီးတော့ amino acid အနေနဲ့လုပ်တယ်ပေါ့လေအဲ့ဒါ peptide နဲ့ရေးလည်းအမတို့အမှန်ပေးတယ် amino acid ဆိုလည်းအမှန်ပေးရပေါ့လေဒီ peptide လောက်လေအစတော့တကယ် peptide 2ခုတွဲ3ခုတွဲလောက်ဖြစ်မှာပေါ့အဲ့ဒီကနေမှထပ်ဖြည့်ရတယ်ဒါပေမဲ့ရ amino acid ဆိုလည်းအမတို့ဟိုထဲမှာ correct လို့ဖြစ်တယ် peptide ဆိုလည်း correct ဖြစ်တယ် peptide mean amino acid 2ခုတွဲ3ခုတွဲလေးဖြစ် amino acid 2ခုတွဲ3ခုတွဲအလုံးရှည်ကြီးဖြစ်မှာပေါ့လေတမီ enzyme နှစ်ခုတည်သွားပြီနာမည်တိုင်းပဲ enzyme ဆိုတော့မတော့ ALC နဲ့ဆုံးပြီးတော့ရေးလေးရှိရကွာအဲ့ဒါအောင်မှာ starch ကိုခြေတဲ့ enzyme ဆိုလို့ရှင်တော့ amylase protein ကိုခြေတာဆိုရင် protein ကိုခြေတာဆိုလို့ရှင်တော့အမတို့က protein ကို ALC တက်လိုက်တာပဲ protease ပေါ့လေ protease ဟုတ်ပြီနောက်တစ်ခုကကြတော့ဗာလဲဆိုရင် lipid ကိုခြေတဲ့ enzyme ကိုအမတို့ကဘာလို့ခေါ်လဲဆိုရင် lipase လို့ခေါ်တယ်အဲ့တော့ lipid မှာအမတို့ဘာတွေပါလဲဆိုရင်lipid မှာ glycerol ဆိုတဲ့ protein ပါအဲ့ glycerol ဆိုတဲ့ molecule ကြီးကိုအမတို့က fatty acid တွေလာပြီးတော့ join လုပ်တာ fatty acid 3လုံးလာ join လုပ်တာပေါ့ fatty အဲ့တော့ lipase ကဘယ်ဟာကိုဖြတ်လဲဆိုတော့ lipase ကဒီကြားထဲမှာရှိတဲ့ဒီ bone ကိုအဲ့ဒီ bone ကိုဖြတ်တယ်အဲ့တော့ဘာထွက်လဲဆိုတော့ triglyceride ဆိုတဲ့ lipid ကို digest လုပ်မယ်ဆိုရင် glycerol molecule တစ်ခုရမယ်ဒီ fatty acid 3မျိုးရမယ်သူကဘာကြားထဲက bone ကိုဖြတ်တာဆိုအဲ့နှစ်ခုကြားထဲက bone ကိုဖြတ်တာဖြစ်ပါတယ်အဲ့နှစ်ခုကြားထဲဒီ bone ကိုဖြတ်လိုက်တာ glycerol နဲ့ fatty acid join ထားတဲ့ကြားထဲမှာရှိတဲ့ bone ကိုဖြတ်တာဖြစ်ဘာရလဲဆိုရင် lipid ကို digest လုပ်ရင်အမတို့က glycerol နဲ့ fatty acid နဲ့ရပါတယ်အဲ့တော့ mainly အမတို့ဒီဟို3မျိုးတင်ပါကွာenzyme 3မျိုးပြောလိမ့်မယ် amylase ရယ် protease ရယ် lipase ရယ် amylase က starch ကို maltose ဖြစ်အောင်ပြောင်းတယ် protein ကကြတော့အမတို့ကprotease က protein ကို amino acid နဲ့ peptide ဖြစ်အောင်ပြောင်းတယ် lipid ကကြတော့ lipase နဲ့ glycerol နဲ့ fatty acid ဖြစ်အောင်ပြောင်းပါတယ်ဒီသမီးဘာနားမလဲရရှိလဲနားမလဲရရှင်ပြောနော်မရှင်းနိုင်ရှင်ပြောလဲနော်ဟုတ်ပြီအဲ့ဒါမတို့ organ တစ်ခုချင်းစီလည်းရှင်းမေးတယ် organ တစ်ခုချင်းစီနဲ့လည်းရှင်းမေးတယ်ဆိုတော့ organ တစ်ခုချင်းစီခန္ဓာကိုယ်ထဲမှာဘာတွေဖြစ်လဲဆက်ကြည့်မယ်ပေါ့အဲ့တော့ teach ကသွားကဝါလိုက်တယ်ဝါလိုက်တော့ mechanical digestion ဖြစ်သွားတယ်ပါဇက်ထဲမှာဆိုပြီးရင် saliva ကဘာထုတ်ပေးလဲဆိုရင် salivary amylase ဆိုတဲ့ enzyme ကိုထုတ်ပေးတယ်salivary amylase ကဘာလုပ်ထားတာလဲဆိုရင် salivary amylase ကဘာထုတ်ပေးလဲဆိုရင်အမားတို့ခုနကပြောတဲ့ starch ကို maltose ဖြစ်အောင် digest လုပ်လိုက်ပါတယ်အဲ့ပါဇက်ထဲမှာထုတ်တာက salivary amylase တစ်ခုပဲရှိတာ enzyme အနေနဲ့ထုတ်တာအဲ့ပါဇက်ထဲမှာ digestion ဖြစ်တာကအမတို့စားတဲ့ carbohydrate starch ကိုပဲ digestion ဖြစ်နိုင်မှာဖြစ်တယ်ကျန်တဲ့ protein တွေ lipid တွေအဲ့ဒါကို mechanical digestion တော့ဖြစ်မှာဆိုပေမဲ့အမတို့တခြားဘာမှဖြစ်ဘူးလဲဆိုလို့ရှိရင်တခြားဒီ enzyme ကလည်း digest လုပ်မှာမဟုတ်ဘူး protein digestion starch ရဲ့ chemical digestion ကအမတို့ရဲ့ saliva မှာ mouth မှာစပြီးတော့မဖြစ်သေးပါဘူးပေါ့ဘာလို့လဲဆိုသူတို့ကို digest လုပ်မဲ့ enzyme မရှိတာဖြစ်တဲ့အတွက်ပေါ့အဲ့တော့ဗဇက်ထဲမှာဖြစ်မှာက mechanical digestion ရဲ့ saliva ကလုပ်တဲ့ salivary amylase ကြောင့်ဖြစ်တဲ့ starch ကနေ maltose ကိုပြောင်းတဲ့ digestion ရဲ့အဲ့ဒီနှစ်ခုပဲဖြစ်ပါမယ်ပေါ့ဟုတ်ပြီအဲ့တော့ mouth ကပြီးသွားပြီဆိုမှဘယ်ကိုရောက်မလဲဆို esophagus ကိုရောက်သွားမယ် esophagus ကလည်းမှာဘာလုပ်မလဲဆိုအထုံးစံတိုင်းအစားအစာတွေကိုမှာတော့ peristalsis နဲ့လုံးမှာဖြစ်ပါတယ်အစားအစာတွေမှာတော့ရွှေ့မှာပေါ့လေအမျိုးလေးဖြစ်စဉ်ပေါ့လေ peristalsis နဲ့ဖြစ်မှာဖြစ်ပါတယ်peristalsis ဖြစ်ပါတယ်ဟုတ်ပြီ stomach မှာရောအမတို့ဘာတွေထုတ်လဲ stomach မှာနှစ်ခုတည်ပြီးသွားပြီပေါ့လေဒီ mechanical digestion ကြောင့်ဖြစ်ပြီးသွားပြီပြီးတော့ esophagus ကြောင့်တည်ပြီးသွားပြီအဲ့ဒါဆိုရင် stomach မှာဘာတွေထုတ်တာလဲဆိုတာဆက်သိရမယ်
stomach မှာ2မျိုးထုတ်တယ်။ဘာထုတ်တာလဲဆိုတော့အဓိက stomach မှာအရေးတကြီးထုတ်တဲ့ကိစ္စက2ခုရှိတယ်။နောက်တစ်ခုသိရမှာအရင်ဆုံး acid hydrochloric acid အမတို့ခန္ဓာကိုယ်မှာ infection တွေဝင်နိုင်တာမဝင်နိုင်အောင်လဲဝင်နိုင်လည်းရှိတယ်ဒါပေမဲ့အများစုတော့ body က barrier တွေနဲ့ထိန်းကိုထိန်းတယ်အဲ့ဒီမှာ stomach မှာထုတ်တဲ့ hydrochloric acid ပေါ့လေ stomach မှာဘာထုတ်လဲဆိုရင် stomach မှာအမတို့က hydrochloric acid ထုတ်တယ် hydrochloric acid က acid အဲ့ဒီ acid ကအရန်ကိုပြင်းတယ်အရင် really strong acid ပဲ strong acid ဆို hydrochloric acid ရဲ့ action ကဘာလဲဆို kills the microorganism အမားတို့ရဲ့အစားစားတဲ့ထဲမှာပါလာတယ်ဆိုတဲ့ microorganism တွေကို kill လုပ်တယ်။နံပါတ်1တစ်ချက် stomach က stomach မှာလည်းနောက်ထပ် enzyme တစ်ခုထုတ်တယ်။အဲ့ဒါကိုအမားတို့ကကြိုက်တယ်လို့ပြောလို့ရတယ်။တမီ pepsin လို့ပဲပြောခြင်းပြောဒါမှမဟုတ် protease လို့ပြောခြင်းပြော pepsin လို့မှတ်မိလဲ pepsin လို့ပြော pepsin လို့မှတ်မိလဲကိစ္စမရှိဘူး protease ကြီးလည်းအမားတို့ Maggi skin မှာပါတယ်အမှတ်ပေးရကွာ။pepsin is okay pepsin ရေးလဲရတယ် protease ရေးလဲရတယ်စိုက်တာရေးတကယ်တော့ protein ရေးပဲပေါ့ကွာ pepsin ကသူ့ရဲ့ဟိုလိုခေါ်ရင်အိမ်ခေါ်နာမည်လို့ပါတော့လို့ပြောအောင်ပါပေါ့နော်သူခေါ်တဲ့ဟာသူတို့ရဲ့နာမည်ကတော့ protease လောက်တာမလို့ protease လို့ပဲပြောလို့ရပါတယ်pepsin protease ကဘာလုပ်ပေးလဲဆိုရင် protein ကို peptide အနေနဲ့ခြေတင်နေလို့ရေးလဲရတယ်ဒါမှမဟုတ်အမတို့ amino acid အနေနဲ့ digest လုပ်ပါတယ်လို့ရေးလဲရပါတယ်stomach မှာ2ခု hydrochloric acid ထုတ်တယ် microorganism တွေကို kill လုပ်တယ် pepsin လုပ်တယ်အဲ့တော့ stomach မှာဖြစ်တဲ့ digestion ကကြတော့ starch digestion နဲ့ lipid digestion နဲ့မဖြစ်ပါဘူး။ဘာ digestion လဲဖြစ်မလဲဆိုရင်အမတို့က protease လုပ်ပြီးတော့protein digestion ပဲဖြစ်မှာဖြစ်ပါတယ်။ဟုတ်ပြီအဲ့တော့အမတို့က stomach ကိစ္စပြီးသွားပြီ။နောက်တစ်ခုရောက်သွားပြီ pancreas ကတော့ enzyme တွေတော်တော်ထုတ်ပေးတဲ့ organ လို့ပြောလို့ရတယ်ပေါ့လေ။ enzyme အများကြီးထုတ်ပေးတဲ့ organ လို့ပြောလို့ရတယ်။ pancreas ကနေမှ enzyme ထုတ်ပြီးတော့ဘယ်ကိုရောက်လဲဆိုတော့တကယ်တော့ duodenum နဲ့ကိုရောက်တယ်။ digestion က duodenum produce လုပ်တဲ့နေရာက pancreas ဒါပေမဲ့ digestion ဖြစ်တဲ့နေရာက duodenum ပေါ့။pancreas ကဘာထုတ်လဲဆို3မျိုးလုံးထုတ်တယ်။အမသမီးကိုရှေ့မှာပြောခဲ့တဲ့ဟာ3မျိုးလုံးထုတ်တယ်။ amylase ထုတ်တယ်။ဘာကနေဘာကိုပြောင်းပါလဲဆိုရင်starch ကနေပြီးတော့ maltose ပြောင်းပေးမယ်ကောင်နောက်တစ်ခုကဘာလုပ်မှလဲဆိုလို့ရှိရင် protease ထုတ်မယ် protease ကဘာလဲဆိုရင် protein to amino acid ပြောင်းမယ်ကောင်အဲ့ကောင်နဲ့ထုတ်နောက်တစ်ခုက lipid အမားတို့ရဲ့ lipid digestion ကဒီနေရာကျမှစမှာ pancreas ကျမှစလောက်ရမှာ lipase က lipid ကိုအမားတို့ကglycerol နဲ့ fatty acid နဲ့ပြောင်းတာဖြစ်ပါတယ်ဟုတ်ပြီpancreas ကအဲ့ဒီ enzyme ထုတ်တယ်အဲ့ဒီ enzyme တွေကဘယ်ကိုရောက်လဲ duodenum ကိုရောက်တယ်အဲ့ဒီ enzyme တွေရဲ့ action ကအမားတို့က duodenum မှာ action ဖြစ်မယ်ပေါ့လေအဲ့ဒါဖြစ်ပြီး duodenum မှာခုနက action တွေဖြစ်ကြမယ်ပေါ့အဓိက enzyme တွေကဒီမှာပြီးပြီဆိုရင်ဒီမှာအဓိကဖြစ်တာတော့နောက်နည်းနည်းလေးထုတ်တခြား enzyme တွေပါရရှိသေးတယ်ဟုတ်ပြီအဲ့ liver ကိစ္စပြောမယ်ဒီသမီးဘာနားမလဲရရှိလဲဘာမေးရရှိလဲအဲ့ဒါဆိုရင်နောက်တစ်ချက်စစဉ်းစားမှာ liver ဘာလုပ်လဲ liver ကဘာလုပ်ပေးလဲဆိုတော့ bile ထုတ်ပေးတယ်လို့ပြောတယ် liver က bile ထုတ်ပေးတယ်ပေါ့လေအဲ့ဒီ bile ကိစ္စကလေးရမေ့တယ်ဘိုင်းကိုမေ့မိသွားကြတယ်ဘိုင်းမေ့လဲမေ့ရပေါ့လေအဲ့တော့ liver ကဘာလုပ်ပေးလဲဆို liver က bile ထုတ်ပေးတယ်ပေါ့လေ produce bile ကအစိမ်းရောင်လေးအမားတော့အန်ရင်စပြီးတော့မေးရပါလေဘာကြောင့်အန်နာလဲချင်းစီစိတ်ကန်းတာပြီဆိုဆရာမနေကဘာကြောင့်အန်နာလဲချင်လားပေါ့ဆေးကြောင်မှုဆေးကြောင်သူပါနေဘာကြောင့်အန်နာလဲပေါ့နော်အန်နာဘာကြောင့်ရှိလဲပါဇက်ထဲမှာချင်လားခါလားပေါ့နော်ချင်တယ်ဆိုတော့အမားတော့ဒါဆို stomach က content နေအန်နာပေါ့ acid ဆိုတော့ဒါခါတယ်ဆိုတော့ဒါ liver ထုတ်ပေးရဆိုတော့ဒါဘိုင်းပါနေပြီပေါ့လေဘိုင်းပါနေပြီအဲ့ဒါဆိုတော့ duodenum လောက်က intestine ဖြစ်နေပြီပေါ့ intestine က content နေစပါနေပြီဘိုင်းနေစပါနေပြီပေါ့အစိမ်းရောင်နေပါနေပြီဆိုတော့ဒါဘိုင်းဖြစ်နေပြီပေါ့လေအဲ့လိုမျိုးပါနားလေးတွေဟုတ်ပြီ liver ကဘာထုတ်ပေးလဲဆိုတော့ liver ကဘိုင်းကို produce လုပ်ပေးတယ်gallbladder ကဘာလုပ်လဲဆိုရင် gallbladder ကအဲ့ဒီဘိုင်းကို store လုပ်တယ်လိုအပ်ပြီဆိုမှ gallbladder နဲ့ liver နဲ့ပြုံနှစ်ခု depth နှစ်ခုပေါင်းပြီးတော့ထုတ်ပေးရဖြစ်ပါတယ်အဲ့ဒါဆိုဘိုင်းရဲ့ action ကဘာလဲဘိုင်းရဲ့ action ကဘာလဲဆိုရင်
မစုနေအောင်ခဏလေးအဲ့တော့ဘိုင်းကဘာလုပ်ပေးရလဲပေါ့ဘိုင်းကဘာလုပ်ပေးရလဲဆိုရင်အမတို့ lipid တွေရဲ့ထူခြားချက်ရှိတယ် lipid ကဘာလဲဆို lipid ကအမတို့ဝါးတာပဲအမတို့ဒီဟိုမှာလဲဝါးတယ်ကွာပါးစပ်မှာလဲဝါးတယ် stomach မှာလဲ content တွေကိုအမတို့ churning of the food ဆိုပြီးတော့ခြေတယ်ဒါပေမဲ့ lipid ကဘလောက်ခြေသမီးဝါးလိုက်တယ်ခြေလိုက်ဒီလိုမျိုးအသေးလေးတွေပေါင်းလာတယ်ပေါင်းလာပြီးအဲ့ lipid တွေဂုဏ်သက်တွေကပြန်ပြီးတော့စုသွားတတ်တယ်အိမ်မှာပကံတွေပါစိတ်နေလိုက် lipid တွေကဟိုအစီရေဝင့်နေပြီဆိုလို့ရှိရင်အဲ့ဒီအပေါ်မှာထပ်ပြီးတော့သွားစုနေရဆိုတာမျိုးအမတို့တွေ့ရတယ်ပေါ့ခွအဲ့တော့ lipid တွေကသမီးခြေလိုက်တယ် stomach မှာတစ်ခါဝါးတယ် stomach မှာတစ်ခါဝါးတယ်ခြေပြီးမဲ့သူကပြန်ပြီးတော့စုသွားတယ်ပြီးတော့ lipid ကပြန်ပြီးခဲသွားတဲ့သဘောပေါ့လေအဲ့ဒါကိုမခဲချင်ဘူးသေးချင်တယ်အဲ့တော့အဲ့ဒီခုနကဒီလို lipid ကြီးကိုဒီလိုခဲဝါးထားတဲ့ဟာခြေထားတဲ့ဟာကိုပြန်ပြီးတော့မပေါင်းချင်ဘူးမပေါင်းချင်တော့အဲ့ဒီဘိုင်းတွေကဘာလုပ်ပြီးလဲဆိုပြန်ပြီးတော့မပေါင်းအောင်ဒီ lipid လေးရဲ့မျက်နှာပြင်မှာလာပြီးတော့ပေါင်းလိုက်တယ်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့အမတို့က emulsify လုပ်တယ်လို့ခေါ်တယ် emulsify လုပ်တယ်လို့ခေါ်တယ်ပေါ့လေအဲ့ဘိုင်းရဲ့ဂုဏ်သက်တီကိုပြောပါဆိုရင်ဘိုင်းရဲ့ဂုဏ်သက်တီက emulsify fat တွေကို emulsify လုပ် emulsify mean သူတို့ပြန်ပေါင်းမသွားအောင်သူတို့ရဲ့မျက်နှာပြင်မှာသွားပြီးတော့ပေါင်းလိုက်ခြင်းအပြင် lipid တွေကပြန်ပေါင်းလို့မရတော့အတွက်သူတို့က surface area များသွားမယ်ပေါ့အဲ့တော့ emulsify fat ဖြစ်တယ် emulsify fat ဖြစ်ပြီးတော့ increase the surface area များစေတယ်ဘာလို့ပြောတဲ့ for the lipase enzyme အတွက် surface area ကိုများစေပါတယ်နောက်တစ်ချက်က stomach ကလာတဲ့ content က acidic content ဖြစ်နေတယ်အဲ့ acidic content ကိုအမတို့က neutralize ဖြစ်ချင်တယ်အဲ့တော့ neutralize the acidic kind ပေါ့လေ acidic kind အဲ့ဘိုင်းရဲ့ action ပြောရင်အမတို့နှစ်ခုတတိယပေးဘိုင်းက fat တွေ lipid တွေအကုန်လုံးကို emulsify လုပ်ပေးတယ်အဲ့တော့ surface area များသွားတယ် surface area များတဲ့အချိန်မှာ lipase က action ကောင်းကောင်းလုပ်လို့ရသွားတယ်နောက်တစ်ခုကကြတော့ acidic kind လုပ်တဲ့အတွက် acidic kind ထုတ်ပြီး acidic kind တွေကိုလည်း neutralize လုပ်ပေးပါတယ်ပေါ့အဲ့ဒီ action နှစ်ခုရှိပါတယ်အမခုပြောရတဲ့သမီးဘာနားမလဲရရှိလဲlipase က liver ထဲမှာလောက်တာမဟုတ်တယ်သူကဒီဘက်ကနေဘိုင်းထုတ်လိုက်တယ်ဒီဘက်ကနေဘိုင်းထုတ်လိုက်တယ်ထုတ်ပြီးအဲ့ဒီ sorry ဟုတ်တယ်ဘိုင်းထုတ်လိုက်အဲ့ဒီဘိုင်းကဘယ်တွေကိုရောက်သွားလဲဆိုလို့ရှိရင်ဒီ duodenum ထဲကိုရောက်သွားတယ်အဲ့ duodenum ထဲမှာမှသမီးခုနကစားထားတဲ့အစားအစာပေါ့ကွာမောက်စားတဲ့အစားတွေမှာ lipid တွေပါမယ်အဲ့ဒီ lipid တွေကိုသူကခုနကဘိုင်းကလုတ်ပေးရဖြစ်တယ်lipid က liver ထဲမှာဘာလုပ်လဲဆိုတော့ဒါသမီးတို့မနေရတယ် lipid ကဘာလုပ်လဲဆိုလို့ရှိရင် liver ထဲကိုပြီးလို့ရောက်သွားတယ်ဆိုလို့ရှိရင် lipid ကိုမှားတော့ထုတ်เสียရှိတဲ့ဟာပေါ့လေမှာတော့ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ substances တွေ cell membrane အတွက်လိုအပ်တဲ့ substances တွေ isolation အတွက်လိုအပ်တဲ့ substances တွေအဲ့လိုမျိုးထုတ်เสียရှိတဲ့ဟာ cholesterol တို့ဘာလို့ liver ပြောင်းထုတ်တယ်ကွာအဲ့ဒါ liver action တက်ပေါ့လေသူကအခုကကြတော့ lipid ကဘိုင်းရှိမှအစာခြေဖို့ပို့ပြီးတော့ acid ပြေမှာအဲ့ဒါကြောင့်မို့လို့အဲ့ liver ကနေပြီးတော့ဘိုင်းထုတ်တယ် gallbladder ကနေပြီးတော့ဘိုင်းကို store လုပ်တယ် store လုပ်ပြီးအဲ့ဒီပြုံနဲ့ပေါ့လေဒီ death နဲ့အဲ့ဒီ death နဲ့ဘယ်ရဲ့ duodenum နဲ့ဟိုမှာတော့အရောင်ပို့တယ် duodenum နဲ့မှာ digestion ဆက်ပြီးတော့ဖြစ်တယ်သမီးဗာမေးချင်တာလေဒါရင်တော့ပြီးမှအဲ့ lipid ကိုဖြည့်ပြီးမှပဲ absorption ဖြစ်ပြီးမှ liver ကိုမတော့နောက်မှတင်နောက်တက်နေမှတင်မယ်ဟာဆို absorption ဖြစ်ပြီးတော့ကြာမှလူတဲ့နေရာကိုပို့တယ်ဆိုတဲ့ကိစ္စတော့ပါတာပေါ့လေသမီးဗာမေးချင်တာရှိလဲမေးချင်တာရှိရင်မေးဒီတိုင်းစာလေးကမဟုတ်ပဲဒီတိုင်းသိချင်တာရှိလဲမေးလို့ရတယ်ဒီဟာလေးတွေကိုတော့သိတယ်နော်အမတို့ကခေပဲနဲ့ပဲမေးဘာနဲ့ပဲမေးနှစ်ခုလုံးနဲ့မေးစိတ်ဓာတ်နဲ့မေးအဆင်ပြေတာပေါ့နော်ဘာနဲ့ပဲမေးပေါ့ပြောအမတို့မချိနိုင်သေးဘူးကွာဘာလို့ဒီ stomach mouth မှာ enzyme ထွက်တယ် stomach မှာ enzyme ထွက်တယ်ဆိုမှတို့ရဲ့ထိတွေ့တဲ့ enzyme နဲ့အစာနဲ့ထိတွေ့ရတဲ့အချိန်ကနည်းသေးဆိုတော့ complete digestion မဖြစ်ဘူး complete digestion မဖြစ်တဲ့အတွက်မတို့အန်တဲ့အခါမှာဒီ stomach က content တွေ stomach ထဲမှာပါတဲ့ content တွေပေါ့ stomach ထဲမှာပါတဲ့ content တွေကအပြင်ဘက်ကိုထွက်သွားတာပေါ့လေမချေရသေးတဲ့ဟာတွေက content တွေမကြေသေးတဲ့အချိန်မှာထွက်သွားတဲ့ဟာမျိုးပေါ့လေတပိုင်းတစားတော့ကြေနေပြီဒါပေမဲ့ကောင်းကောင်းမချေနိုင်သေးတဲ့အခါမှာထွက်သွားတဲ့ဟာမျိုးပေါ့လေအဲ့လိုမျိုးဖြစ်တာအဲ့ဒါမှပြဿနာထဲမှာချင်းနေရတာဆိုတော့ဒါ stomach ထဲ acid content တွေပြန်ထွက်လို့ပေါ့ခါရရတာဆိုတော့ဒါဘိုင်းနေပါနေပြီပေါ့လေဘိုင်းနေပါနေပြီဒီဘိုင်း portion duodenum က duodenum အနည်းဆုံးအောက်ဆုံးစိတ် duodenum ကဟာကြီးပြန်ထွက်နေပြီလို့မလာသိရပေါ့လေ
သူအန်တာဆိုအစာရနေအန်နေရလားပေါ့နော်ဒါမှမဟုတ်ဟိုကနေအန်နေရလားဆိုနည်းနည်းပါဘယ်ဘက်ကဖြစ်နေရဖြစ်နိုင်တယ်လဲပေါ့လေ problem ကအမတို့ရဲ့ problem ကအဲ့လိုမျိုးခံမှန်းတာပေါ့လေအဲ့လိုမျိုးစဉ်းစားတာပေါ့လေအစာမကြည့်တဲ့အခါမှာထိုင်ရရှင်မလုံးနိုင်တဲ့အချိန်မှာလည်းအန်ပါတယ်အဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့ကွာဒါပြောရင်အဖက်တွေပြန်ပါတဲ့အကြောင်းရင်းကကွန်ပလီထိုင်ရရှင်မဖြစ်သေးတဲ့အချိန်ကွန်ပလီထိုင်ရရှင်မဖြစ်သေးဘူးပေါ့နော်တကယ်ဖြစ်တာကကြာအမတို့ကအီလီယန်လောက်မှဖြစ်တာအီလီယန်လောက်မှပြီးတာကွာအီလီယန်ကကြာအရှည်ကြီးလို့ပြောတယ်အီလီယန်ရှည်အဲ့ချိန်လောက်မှဒါအမတို့ရဲ့အစာ Stormman food နဲ့ဟိုကနေထိတွေ့ရဲ့အချိန်ကပို့ပြီးတော့များတာပေါ့လေကြာလားနော်ဗာမေးချက်ရှိတယ်ဒီတကယ်တော့သွေးတွေအန်တာဆိုရင်တော့များသောအားဖြင့်ဘိုင်းမဟုတ်တယ်သွေးရကြတော့များသောအားဖြင့်ဖြစ်တတ်တာကတော့ stomach ကလည်း esophagus ကလည်းဖြစ်တယ်။ပြောရရင် stomach တို့ esophagus တို့မှာ blood vessel လေးရှိရလေ blood vessel လေးဖြစ်တော့အဲ့vessel ပေါက်သွားတာပေါ့လေ vessel ပေါက်သွားတဲ့အချိန်မှာအဲ့ဒီကနေအန်တာမှမတို့အယောင်တွေပါလေးခွဲတာတော့ရှိရပါလေ။ကြောင်နေပါခွဲရလို့ရှိရပေါ့ဒါပေမဲ့အဲ့ stomach ကဟာတွေပေါ့လေ stomach တို့ဒီဂျိုနယ်အဓိက esophagus က ana ဆိုတော့ fresh blood ပေါ့နော် esophagus ကဒါမှမဟုတ် stomach ကဟာ ana လေးရှိတယ်အဲဆိုတော့ဘာရောက် ana လဲအညို coffee ရောက် ana လားအဲ့လိုမျိုးမေးရကွာတကယ်သွေးရမှာ ana မဟုတ်ဘဲ coffee ရောက် ana လည်းရှိတယ်အဲ့ဒါကြတော့ဘိုင်းတော့မဟုတ်ဘိုင်းကအသိန်းရောက်ဖြစ်ပါသူကကြတော့ဒီမလေးရဲ့ line မှာ blood vessel လေးရှိအဲ့ blood vessel လေးပေါက်သွားလို့ပေါ့လေဒီသမားတွေဘာလို့မှဖြစ်တယ်တချို့ဟွာတွေမှာလည်းဖြစ်တယ်ပေါ့လေ gastric erosion လို့ပါတော့ပေါ့နော် stomach က blood vessel လေးပေါက်သွားတာဒီသမီးပါမေးချက်ရှိလဲပြန်ဖက်ကြည့်တာတော့နော်ဆံမွဲဖြစ်ရမှာဆိုတော့ဆံမွဲအတွက်ရင်ဖက်ပေါ့နော်ဒါလည်းဖက်ပေးတာနားမလည်ရရှိရင်ပြောနော်ဒီဟုတ်ပြီအဲ့ဒါ